Hello everyone, I'm ရဲ့ interview knowledge sharing episode 2ကနေကြိုဆိုပါရစေဒီ episode 2မှာကတော့ က interview question တွေဘာတွေမေးလာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်။ဘာမှမပြောခင်မှာ အရင်ဆုံးစကားကြိုခံထားခြင်းပါတယ်။ဒါတွေက ရဲ့ experience နဲ့လေ့လာထားတာတွေကိုအခြေခံပြီးပြပြထားတာဖြစ်လို့အတိအကျမေးလာမယ်လို့အာမမခံပါဘူး။နောက်တစ်ခုကကြတော့တယောက်ရဲ့ biography essay တွေ video presentation တွေပေါ်မူတည်ပြီးတော့မေးတာဖြစ်လို့မေးခွန်းအတိအကျတော့ပြောပြမှာမဟုတ်ပါဘူးဘယ်လိုပုံစံလေးလာနိုင်လဲဆိုတာပဲပြပြပေးမှာဖြစ်ပါတယ်ဆိုတော့စလိုက်မယ်နော်ပထမဆုံး interview အများစုမှာအတိုင်းပဲကိုမိတ်ဆက်ရမယ်ပေါ့နော်ဒီမှာတော့အတော်အသင့်ပဲမိတ်ဆက်ရပါပြီအသေးစိတ်ကြီးမိတ်ဆက်စရာမလိုပါဘူးဘာလို့ဆိုတော့သူတို့မေးခွန်းနေဆက်နေမှာဆိုတော့လေပထမဆုံး general question တွေအနေနဲ့တော့ဒီ major ကိုဘာလို့ရွေးရလဲဒီကျောင်းကိုဘာလို့ရွေးရလဲကိုလျှောက်ထားတဲ့ major နဲ့ပတ်သက်ပြီးဘာလေ့လာဘူးလဲဘာ experience တွေရှိလဲအခုရောအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေ့လာနေလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကိုဘာတွေလုပ်နေလဲကိုအလုပ်လုပ်နေလားကိုတခုခုတင်နေလားပေါ့နော်အဲ့လိုတွေမေးတတ်ပါတယ်ကိုရဲ့အားသာချက်အားနည်းချက်ကဘာလဲကိုဘာလို့ဒီ major ကိုစိတ်ဝင်စားတာလဲကိုဒါကိုလှုပ်ချင်တယ်ဒီ major ကိုရွေးချယ်ဖို့ဆိုတာဘလို့တေချာသွားတာလဲဆိုတဲ့ general မေးခွန်းတွေလည်းပြင်ထားလို့ရပါတယ်နောက်ထပ်ဒီ scholar ကိုဘယ်ကနေတည်ရလဲကိုကဒီ scholar ကိုဘာလို့လိုအပ်တာလဲဆိုရယ် scholarship နဲ့ပတ်သက်တဲ့မေးခွန်းလည်းပြင်ထားလို့ရပါတယ်ပြီးရင်ဒီ organization ကနေအများဆုံးမေးလာနိုင်တဲ့ဒီမေးတဲ့မေးခွန်းကတော့ personal question တွေပေါ့နော်အဲ့ဒါတွေအကုန်ဒီ personal question တွေတော့အရင်ဆုံးမေးရပါဥပမာအနေနဲ့ဆိုရင်ဒီစီးပွားရေးအခြေအနေအိမ်စီးပွားရေးကိုယ့်ရဲ့ဖြတ်သန်းလာရဲ့ life experience ပြီးတော့ကိုမိသားစုရဲ့ဘယ်နှယောက်ရှိလဲကိုမိသားစုရဲ့နေမှာဆိုလို့ရှိရင်ကိုအလုပ်ဒီဘယ်လိုကြီးလုပ်နေကြလဲပေါ့နော်ဒီကိုမမ3ယောက်ရှိရဆိုရင်အကြီးဆုံးကဘာလုပ်နေပြီလဲဘာညာအဲ့လိုမျိုးလေးမေးပါတယ်ပြီးလို့ရှိရင်ဥပမာအနေနဲ့ကိုယ့်အိမ်ကစီးပွားရေးအဆင်မပြေခဲ့ဘူးဆိုလို့ရှိရင်ဒီစီးပွားရေးအဆင်မပြေရတော့မှပညာရေးမှာဘယ်လိုမျိုးထောက်ပံ့မှုတွေနဲ့ဒီလိုမျိုးအောင်မြင်ဖြစ်အောင်ဖြတ်သန်းလာခဲ့လဲအခက်အခဲတွေကိုဘယ်လို handle လုပ်ခဲ့လဲဆိုတာတွေလည်းသူမေးတတ်တယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့ personal family matter တွေနဲ့ပတ်သက်ပြီးတော့အစည်းထဲမှာဗီဒီယိုထဲမှာထည့်ပြောထားခဲ့ရဆိုလို့ရှိရင်အဲ့အကြောင်းတွေပတ်သက်ပြီးတော့လည်းမေးလာနိုင်ပါတယ်ဒါတော့ကိုထည့်ထားခဲ့လို့ရှိရင်ပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တကယ်လို့ကိုအဖေကငယ်လေးနဲ့ဆုံးသွားခဲ့ရဆိုလို့ရှိရင်ဒါအမေနဲ့ကိုနဲ့နှစ်ယောက်တည်းပဲရှိတယ်ဒီအမေကလည်းမိသားစုတွေကိုကျွေးမွေးဆောက်လာခဲ့ကိုကအဲ့ဒါကြောင့်ခက်ခဲခဲ့ရတယ်ဗျာဆိုလို့ရှိရင်ဒီခက်ခဲတွေကိုကိုကဘယ်လို handle လုပ်ခဲ့လဲကိုဘယ်လောက်တိုက်ရမှုရှိလဲဗျာမေးလာနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်တခြားပညာရေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝမှာမိသားစုအပြင်ကိုယ့်ရဲ့မိဘအပြင်ဘယ်လိုအထောက်ပံ့မှုတွေရခဲ့ဘူးလဲဆိုတာမေးနိုင်ပါတယ်ဥပမာအတော်ကကျောင်းလာကထောက်ပေးတာတို့ကိုယ့်ရဲ့အဖိုးအဖွားကိုထောက်ပံ့ပေးတာမျိုးတို့ပေါ့နော်အလိုတွေရှိလာဒါမှမဟုတ် organization တွေဘက်ကနေထောက်ပံ့မှုတွေပါရတာမျိုးတွေရှိလာမေးနိုင်ပါတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ဒီ community support question ပေါ့နော်ကိုကဒီဘွဲရပြီးရင်လူတို့အချို့ပြုလုပ်ငန်းတွေလုပ်မယ်လို့ကိုကပြောထားတယ်ရေးထားတယ်ဆိုလို့ရှိရင်အဲ့လိုလုပ်ငန်းတွေကိုကိုကဘယ်လိုလုပ်မှာလဲအသေးစိတ်မေးလာနိုင်တယ်ပြီးတော့အများစုမပြင်ထားမိတဲ့မေးခွန်းလေးပေါ့နော်ဒီမေးခွန်းကမေးလာနိုင်ဖို့များတယ်ပေါ့နော်နှုံးကလည်းမေးခဲ့ပါတယ်နှုံးကလည်းမပြင်ခဲ့ရဘူးပေါ့နော်သူကဘာလေးလဲဆိုရင်ဒီအခွင့်အရေးရခဲ့ရင်ကိုကဒီ Child Twin Organization နဲ့လက်တွဲပြီးတော့မှဘယ်အခန်းကဏ္ဍဘယ်လို community service မျိုးတွေဒီလူထုအကျိုးပြုလုပ်ငန်းတွေကိုလုပ်ချင်လဲဆိုရင်မိကုံမှာဒါလေးကိုပြင်ထားစေချင်ပါတယ်ကိုကဒါမျိုးတွေကိုသိချာဖြေဖို့ဆိုလို့ရှိရင်တော့ကိုက organization ရဲ့ background တွေ mission တွေ vision တွေဒီကျောင်းရဲ့ background တွေကိုတက်မဲ့ major ရဲ့ background တွေအကုန်လုံးကိုလေ့လာထားဖို့တော့လိုပါတယ် organization ကအရင် episode 1မှာပြောထားသလိုပဲမိကုန်းတစ်ခုကနေနောက်တစ်ခုကိုမေးတာဖြစ်လို့ဒီဆက်ပြီးတော့မေးတာဖြစ်လို့ပေါ့နော်ကိုဘက်ကကိုဒီမေးခွန်းတစ်ခုကိုပြန်လိုက်ပြီဆိုတာနဲ့ဒီမေးခွန်းကနေနောက်ထပ်ဗာမေးခွန်းနေလာနိုင်လဲဆိုပြီးတော့စဉ်းစားပြီးတော့အတွေးထဲမှာထင်သမျှကိုကြိုတင်ပြင်ဆင်ထားနိုင်လေအကောင်းဆုံးပဲဖြစ်ပါတယ်ဆိုတော့မေးခွန်းအတိအကျထည့်ပြောပေးဖို့အဆင်မပြေဘူးပေါ့နော်ခုနကပြောထားသလိုပဲဆိုတော့ဗီဒီယိုမှာပြောရတဲ့ဆိုင် test နဲ့ရိုက်ရတာပို့အဆင်ပြေပေါ့နော်မေးခွန်းအတိအကျ sample ကို provide လုပ်ပေးဖို့ကကြတော့ဆိုတော့ ကဒီဗီဒီယိုမဟုတ်ဘဲနဲ့ scholarship question sample တွေကို က list ထုတ်ပြီးတော့မှရဲ့ page မှာတင်ပေးပါမယ်တရက်နေ့တော့ကြာမှာဖြစ်လို့နည်းနည်းတော့ update တွေစောင့်ကြည့်ပေးပေါ့နော်ဒီ episode 3မှာတော့ကဘယ်လိုပြင်ဆင်ခဲ့လဲရဲ့ experience ပေါ့နော်ပို့ share ပြတော့မှာဖြစ်လို့ tip and trick တွေလည်းပါမှာဆိုတော့ဒီ channel ကို like and subscribe လေးလုပ်ပေးထားကြပါအောင်เนาะအားလုံးပဲ good luck and stay strong ပါ